အမျိုးသမီးတွေအနေနဲ့ဒီလောကအတွက်ဘာလုပ်သင့်တယ်လဲအောင်မြင်ကြီးပွားဖို့အတွက်ဘာတွေလုပ်ရဟိတဆိုတဲ့အခြေအနေကောင်းတွေဖန်တီးရမလုပ်ဖဲတော့အကျိုးဖြစ်ထွန်းလာမှာမဟုတ်ဘူးဘာပဲဖြစ်ဖြစ်လောကလိုက်နာရမယ်ဆောင်ရွက်ရမယ်အဲ့တော့လိုက်နာဆောင်ရွက်ရမယ်အချက်၄ချက်ကိုမြတ်စွာဘုရားဟောထားနံပါတ်၁ကသူတံဝိဟိတကမ္မန္တာအိမ်တောင်တအိမ်တောင်မှာဒီစနစ်တကျအိမ်ကိုအုပ်ချုပ်ပြီးတော့စီးပွားတိုးတက်မှုရအောင်ဆိုတာအမျိုးသမီးရဲ့စီမံချက်ကအရေးကြီးဆုံးစီးရဲရေဆယ်ရဲကသင်းဆိုတာအမျိုးသားရှာဝေးလာတာစီးလာတဲ့ရေအမျိုးသမီးဟာခံသင်းနဲ့တူတဲ့ရေတွေကိုတိုးလောင်တတ်မှာအနုမို့ဆိုရင်မိသားစုချမ်းသာဒုက္ခရနိုင်မှာမဟုတ်ဘူးဒီလောကအတွက်ကြီးပွားတိုးတက်ခြင်းအမျိုးသမီးတွေအနေနဲ့သူတံဝိဟိတကမ္မန္တစနစ်တကျဆောင်ရွက်တဲ့အမှုကိစ္စတွေရှိရမယ်အိမ်တော်မှုကိစ္စဆိုတာအလွန်ကျယ်ပြန့်တယ်အကုန်ပြောစရာမလိုဘူးမှုကိစ္စတွေမှာအမျိုးသမီးတွေရဲ့လက်ထဲမှာရှိသောကြောင့်မျိုးသမီးတွေရဲ့အိမ်တော်မှုစီမံခန့်ခွဲမှုကိစ္စမိသားစုတို့ကြီးပွားတိုးတက်ရေးအတွက်ချမ်းသာကြွယ်ဝရေးအတွက်အရေးပါတယ်ဒီလိုပြောတာလက်တွေ့ဘဝမှာနေထိုင်ကြတဲ့အမျိုးသမီးတွေပို့ပြီးတော့အရေးကြီးတယ်မိသားစုပြည့်ပြည့်ဝဝရှိဖို့အတွက်စီမံခန့်ခွဲတဲ့လုပ်ငန်းတွေဟာသိပြီးတော့အရေးကြီးတယ်ဒါမို့အမျိုးသမီးဟာပြောကြတယ်မဟုတ်လားအမျိုးသားတွေကရုံးမှာကြတော့မန်နေဂျာဖြစ်ပေမဲ့လို့အိမ်ရောက်တဲ့အခါကျတော့မန်နေဂျာရဲ့လက်အောက်ခံဖြစ်သွားအမျိုးသမီးစီမံရလိုက်ရတယ်လေအိမ်ကြတော့မျိုးသားထမင်းချက်ရုံးမှာတော့မန်နေဂျာပေါ့ဒီလိုအဲ့တော့အိမ်တောင်ရောက်လာပြီဆိုလို့ရှိရင်သူတံဝိဟိတကမ္မန္တမြတ်စွာဘုရားကအကုန်လုံးပြည့်ပြည့်စုံစုံဟောတာပြည့်စုံတဲ့စီမံချက်တွေအလွန်ကောင်းတဲ့ well plan လို့ခေါ်တာပေါ့နော်စနစ်တကျမြို့သမီးတွေထိမ့်သိမ်းဆောက်ရှောက်တတ်ကြမယ်သူတံဝိဟိတကမ္မန္တကောင်းစွာစီမံတတ်ရမယ်အဲ့ဒါလို့စီမံပြီးဆိုတဲ့မိသားစုဟာဘယ်တော့မှဆင်းရဲဒုက္ခမရောက်နိုင်ဘူးချမ်းသာကြွယ်ဝမှုနဲ့ပြည့်ဝတဲ့ဘဝမျိုးမှာနေထိုင်ရမယ်ဒါကြောင့်မို့အမျိုးသမီးတွေရဲ့ဒီဘဝအောင်မြင်မှုအတွက်အရေးကြီးတဲ့အချက်သည်အိမ်တော်ရေးကိစ္စနဲ့ပတ်သက်လာလို့ရှိရင် well plan စနစ်တကျကောင်းစွာစီမံဆောင်ရွက်မှုဆိုတာအရေးပါတယ်အိမ်တော်မှုကိစ္စကိုစနစ်တကျအုပ်ချုပ်စီမံတတ်ရမယ်